Okay ဒီနေ့အားလုံးပဲမင်္ဂလာပါရှင်ပညာရောင်ကြီးကနေကြိုဆိုပါရစေဒီနေ့မှာတော့ part 3ပေါ့နော်ဒီ Casco Math နော် Casco Mathematics Tutor Singapore Maths ပေါ့နော် Primary 1လေးကိုဆက်လက်ပြီးတော့သင်ကြားပေးသွားပါပါ Making number pattern အကြောင်းပေါ့နော် Making number pattern အကြောင်းမှာဆို 1 more than 4 is 5တဲ့ Okay number 1ကသူပြောထားတာကဘာပြောထားလဲဆိုရင်4 တဲ့ 1က more ပိုများနေတဲ့ကဏ္ဍကဘာဖြစ်လဲဆို5ဖြစ်ပါတယ်လို့ပြောထားတာ Okay နောက်တစ်ခါ2ကကြတော့1 less than 8 is 7တဲ့8တဲ့တစ်ငယ်တဲ့ကဏ္ဍကဘာတူလဲ7ဖြစ်ပါတယ်ဆိုပြီးတော့ Okay ပြပြထားတာပါနောက် making pattern လေးတွေလုပ်ဖို့တော့ကိုပါ Okay အဲ့တော့4တဲ့1များနေတယ်ပေါ့နော်1များနေရ5ဆိုတော့ဒီမှာ1လေး cycle လောက်ထားတယ်ဒီမှာ8တဲ့1 last ဒါလေးလည်းသူတို့သိဖို့လိုတယ်ပေါ့နော်ကလေးငယ်တွေတသားမိတွေသိဖို့လိုပါတယ် lex ဆိုတာနေတာငယ်တာပေါ့နော်အဲ့တော့8တဲ့1တစ်ခုလောက်နေသွားတယ်ရော့သွားခဲ့တယ်ဆိုရင်ဘယ်လောက်လဲအဖြစ်က7ဖြစ်တယ်ဆိုပြီးတော့ပြောထားခဲ့တာပေါ့နော်ဒီမှာရော့သွား cross လေးနဲ့လုပ်ပြ Okay now word example 1လေးတော့ complete the number pattern complete the number pattern ဆိုတဲ့အခါကျတော့ဒီမှာကသူဒီ missing ဖြစ်သွားတဲ့ဒီ blank လေးတွေပေါ့နော်ဒီ box လေးတွေပဲဒီကိုဖြည့်ပေးရမယ်ဆိုတဲ့အခါကျတော့သိတဲ့ကဏ္ဍနှစ်ခုကနေအရင်ဆုံးစဉ်းစားရမှာဖြစ်ပါတယ်ဒီမှာ6နဲ့5နဲ့တွဲလေသိလို့ရှိရင် number pattern အနေနဲ့ဆို6ကနေ5ဆိုတဲ့အခါကျတော့ဒီလိုဖြစ်သွားတဲ့အခါမှာယော့သွားတယ်ပေါ့နော်ယော့သွားတော့ -1 okay ဒီပုံစံ pattern လေးကိုသာသိရရဆိုရှင်8ကနေလေဒီဘက်ဒုတိယမြောက်ပုံလေးကိုသွားတဲ့အခါကျရင် -1 ဆိုတော့ယော့သွားတော့8ထဲက1ကိုနှုတ်လိုက်ရင်ဘယ်လောက်ရမလဲဆိုရင်7ပါ okay ဒါလည်းကြည့်လိုက်တဲ့အခါ number pattern လေးကလည်းဘယ်လောက်ပဲလဲ-1မှာ7 - 1 equal to 6ရပါမယ် okay ကလေးငယ်လေးတွေကိုဒါလေးတွေကအင်္ဂလိပ်လိုလည်းပြောပမာလိုလည်းပြောပြီးတော့ရှင်းပြပေးရမယ်ပေါ့နော်5 okay ဒီမှာ -1 ရောသွားပါပြီ5 - 1 equal to ဆိုလို့ရှိရင်4ရပါမယ် okay နံပါတ် pattern လေးတွေဒီလိုမျိုးလေးဖြည့်ဆိုပြီးတော့တတမမီလေးတွေကိုသင်ကြားပေးသွားမှာဖြစ်ပါတယ် okay ဒီမှာလည်း B မှာဆိုလို့ရှိရင်လည်း3နဲ့4နဲ့ပေါ့နော်3နဲ့4နဲ့တည်တဲ့ဥစ္စာလေးကနေနံပါတ် pattern ပုံစံလေးနဲ့သွားမယ် okay ကြည့်လိုက်တာ3ကနေ4ကိုရောက်သွားတယ်ပေါ့နော်ဒီ half လေးပါဆိုဘယ်လောက်ဖြစ်သွားလဲ +1 ပေါင်းသွားတာ +1 ပါ3 + 1 equal to 4 okay okay ပါဒီ pattern လေးကိုသိပြီဆိုရင်0ကနေပြီးတော့ +1 ဆိုရင်0 + 1 equal to ဆိုရှင်1 okay now another ထပ်သွား next ပေါ့နော်1 + 1ဆိုတော့သူရဲ့ pattern ပုံစံလေးပေါ့နော် number pattern ပုံစံ1 + 1 equal to ဆိုရှင်2 okay ဆက်ပြီးတော့ကြည့်ကြအောင်ဒီမှာလဲဆက်သွားတဲ့ခါကျရင် next မှာလဲ +1 ဆို +1 2 + 1ဆို equal to 3ပါ okay ပါ C ကိုဆက်လက်ပြီးတော့သွားရအောင်เนาะ C မှာလည်းသိတဲ့ကဏ္ဍကနေစဉ်းစားတဲ့အခါကျဒီမှာ5နဲ့7ရှိတယ် okay 5ကနေ7ဖြစ်သွားတဲ့အချိန်မှာဘယ်လောက်လဲဆိုတော့တတမမီလေးတွေကိုသူတို့တွေလက်ချောင်းလေးထောင်းပြီးတော့လည်း5ကနေ7ဖြစ်သွားတာဘယ်နှခုလောက်တောင်တိုးသွားတာလဲဆိုပြီးတော့ဆိုရှင်မေးပြီးတော့တင်တွက်သွားလို့ရပါတယ် okay 5ကနေ7ဆိုတော့ဒါက +2 ပါ2တိုးပါတယ်ပေါ့နော်2ပါ1 5 + 2 equal to က7ဖြစ်ပါတယ် okay ဒီကနေပြီးတော့ဆက်လက်ပြီးတော့သွားတဲ့အခါကျလို့ဆိုရှင်7ဆိုရင် +2 ဆိုတဲ့အခါ7 + 2 equal to က9ပါ okay ဒီဘက်ကနေတခါဒီကိုထပ်ပြီးတော့စဉ်းစားပါမယ်1 + 2ဆိုတဲ့အခါကျတော့1 + 2 equal to answer is က3ပါ okay ဒီလိုဆက်သွားပြီးတော့ number pattern လေးကြည့်တဲ့အခါကျရင်လည်း +2 ဆိုတော့3 + 2 equal to 5 okay အဲ့လိုမျိုးလေးတွေ number pattern အနေနဲ့သွားပါမယ်တသားမိမိတွေက1 to 10အထိကိုကောင်းကောင်းမွန်မွန်သာသင်ကြားပေးထားရထားပြီဆိုလို့ရှိရင်ဒီ number pattern လေးတွေကသူတို့တွေကကောင်းမွန်စွာနဲ့လောက်ဆောင်နိုင်ပါတယ်ပထမပိုင်းကတော့0 to 10အထိကိုကောင်းကောင်းလေးဥစားကြီးတာငယ်တာလေးတွေသိဖို့တော့ကိုတော့သူတို့တော့တည်တည်ချာချာနဲ့မမေရနေပြီးတော့သင်ကြားပြသပေးထားမှာဖြစ်ပါတယ်okay ပါ okay ဒီမှာလဲတည်တဲ့ဥစားလေးပေါ့နော်နံပါတ်လေးတွေ4နဲ့2နဲ့သွားပြီးတော့ချိန်ကြည့်လိုက်တဲ့အခါကျတော့နံပါတ် pattern ပုံစံဒီမှာဒီယော့သွားတယ်ပေါ့နော်4ကနေ2ယော့ okay ဘယ်လောက်ယော့သွားတာလဲ-2အဲဒီပုံစံလေးသိပြီဆိုလို့ရှိရင်ဒီကနေအခုတည်တဲ့ခဏလေးနဲ့ဒီလိုသွားလိုက်ပါမယ်ဒီကနေပြီးတော့ဒီလိုမျိုးသွားတဲ့အခါမှာ okay -2 ယော့မယ်ဆိုရင်8 - 2 equal to 6ပါ
okay နောက်တစ်ခါဒီမှာဆက်သွားကြည့်လိုက်တဲ့အခါလဲ 6 minus 2 equal to က 4 okay ဒီဟာကိုပြန်စဉ်းစားတဲ့အချိန်မှာဒီလိုသွားလို့ရှိရင်เนาะဒီလိုမျိုးမြားကောင်းသေးတဲ့အတက်သွားရင်တော့ minus 2 ဖြစ်မယ်ဒါပေမဲ့ minus 2 ဖြစ်ဖို့အတွက်သူတို့သိသလားဆိုတော့စဉ်းစားဖို့မသိတဲ့အခါကျရင်ဒီခါကျရင်တဲ့လို့ပြောင်းပြန်နေနဲ့ပြန်သွားပြီလေမြားလေးပြောင်းပြန်လို့ပြန်သွားတဲ့အခါကျတော့8က8 plus 2ဆိုပြီးတော့ဖြစ်မယ်ပေါ်မှာ minus 2ဆိုပြောင်းပြန်သွားရင် plus 2 minus ရဲ့ဆန့်ကျင်ဘက်က plus 2ဆိုတော့8 plus 2 equal to က10ပါ okay အဲ့လိုမျိုးလေးစဉ်းစားပြီးတော့ number pattern လေးတွေကိုတတမမီလေးတွေကိုကြတော့သင်ကြားပြသပေးသွားမှာဖြစ်ပါတယ် okay solution လည်းပါထားပြီးသားပါเนาะ solution ပါထားပြီးသားအခါမှာဒီမှာအဲ့လိုပုံစံလေးအတိုင်းပေါ့နော် count on the step tool လို့ဒီမှာလေးရေးပေးထားပါတယ်အဲဆိုရင်အခု tutorial ကိုရောက်ပါပြီ tutorial မှာလည်းဗာပြောထားလဲဆိုလို့ရှိရင် count နဲ့ရေးတွက်မယ်တဲ့ right ရေးမယ် the number of objects in numeral and in words ဆိုတော့ဒီမှာ numeral နဲ့လည်းရေးမယ်เนาะ numeral နဲ့လည်းရေးမယ်နောက်တစ်ခုက words เนาะ numeral ဆို number နဲ့ကဏ္ဍလေးနဲ့ရေးမယ် words ဆိုတာလည်းဗာနဲ့ရေးမှာလဲဆိုစာသားလေးနဲ့ရေးမှာဖြစ်ပါတယ် okay ပါတတမမီလေးတွေကဒါလုံနိုင်ပါပြီသူတို့တွေကိုလက်တွေလှုပ်ဆောင်ခိုင်းရမှာဖြစ်ပါတယ် counting လို့တစ်ခါ1 2 3ဆိုတော့ okay numeral number အနေနဲ့က3လို့ရေးပြီးတော့ in words အနေနဲ့ဆိုလို့ရှိရင် THREE ဆိုပြီးတော့စာသားအနေနဲ့စလုံးပေါင်းလေးတွေသူတို့ရေးနိုင်မှာပါရှေ့ပိုင်းမှာသူတို့က1 to 10 ထိကိုချက်မှတ်ခဲ့ပြီးလေ့လာလေ့ကျင့်ခဲ့ပြီးဆိုလို့ရှိရင်ဒါသူတို့တွေကရေးနိုင်ပါတယ်အဲ့အခြေခံပိုင်းကိုတော့နည်းနည်းလေးတော့တော်တော်လေးလေ့ကျင့်ပေးခဲ့ရမှာပေါ့နော်လေ့ကျင့်ပေးခဲ့ရင်ဒါလေးကသူတို့တို့ကိုလွယ်ကူသွားပါမယ် okay 1 2 3 4 5 so numeral is got number is 5 in word is got FIVE 5 ဆိုပြီးရေးပြရပါမယ် okay 1 2 3 4 5 6 7 8 9ဆိုတော့ဒီမှာက9လို့ရေးပါမယ်9ဆိုပြီးတော့ NINE 9 in words နေနေပါokay ပါဒီမှာကြာရင်1 2ဆိုတော့numeral အနေနဲ့2 in words အနေနဲ့ကကြတော့ TWO2 ဆိုပြီးတော့ရေးပါမယ် okay နောက်တစ်ခုကကြတော့ E ကိုလည်းတတမီမီလေးတွေကို counting လုပ်ခိုင်းပါမယ်1 2 3 4 5 6ဆိုတော့ numeral က6 in words score SIH 6ဆိုပြီးတော့ရေးပါမယ် okay 1 2 3 4 5 6 7 8ဆိုပြီးတော့8 EIGHT 8 1 2 3 4ဆိုပြီးတော့4 FOUR 4 1ဆိုလို့ရှိရင်1 ONE 1 1 2 3 4 5 6 7 8 9 10ဆိုတော့numeral က10 in words က TM 10 okay 1 2 3 4 5 6 7ဆိုတော့7 in words နေနဲ့က SEVM 7ဆိုပြီးတော့ဒီမျိုးကလေးငယ်လေးတွေကလေ့ကျင့်ပြီးတော့ exercise တွေ tutorial တွေကိုကိုယ်တိုင်လုပ်ဆောင်ကြရမှာဖြစ်ပါတယ်